Okay အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဒေါ်ရှင်ကဘာနာရဲ့ Velvet Exotic Leather ဒီကောင်ကိုreview လုပ်ပြပါမယ်ဆိုတော့ Okay ဒေါ်ရှင်ကဘာနာရဲ့လူတိုင်းကြိုက်တဲ့အနက်တွေကိုထုတ်တာများတယ်ပေါ့နော်သူ့မှာထွက်လာတဲ့ဥစ္စာအကုန်လုံးကလူတိုင်းကြိုက်တယ်လက်ခံလို့ရတဲ့ရီမွေးတွေကြီးပဲနောက် ply ပိုင်းစေးဖြစ်တဲ့ရီမွေးတွေပေါ့ဆိုတော့အဲ့လိုမျိုးဟာတွေကိုပဲထုတ်တာများအဲ့လိုမျိုးဟာတွေပဲထုတ်တယ်ပေါ့နော်ချင်းကဘာနာဆိုတော့ဒီကောင်ကလည်းအဲ့ထဲကတစ်မျိုးပဲနာမည်အတိုင်းပဲ exotic leather ဆိုတဲ့အတိုင်း leathery ဖြစ်တဲ့ရီမွေးနောက်ပြီးတော့ smoky ဖြစ်တဲ့ရီမွေးပေါ့နော်အဲ့လိုအနံမျိုးကိုသွားတယ်နောက်ပြီးဒီကောင်က unisex but ယောက်ျားလေးဘက်ကိုနည်းနည်းလေးပို့ပြီးတော့ link ဖြစ်တယ် Okay သူ့ရဲ့အနှံ့ကရှူကြည့်လိုက်လို့ရှိရင်EED ခံစားရတယ်ပေါ့နော်အဲ့လို EED နဲ့ sweet ဖြစ်တဲ့ leather ပေါ့ leather ရဲ့ sweet ဖြစ်တဲ့ဥစ္စာအုံးမှာသူ့မှာပါလာတဲ့rich ဖြစ်တဲ့note တွေပေါ့ like ဘယ်တမှာဆိုရင် styrus ပါတယ်ဒီကောင်နေဆိုအဲ့လိုမျိုး warm ဖြစ်တဲ့ဥစ္စာတွေအဲ့လိုမျိုးဒါတွေနေပြီးတော့ရှောက် support လုပ်ထားပေါ့ဆိုတော့ smoky leather အဲ့လိုဖြစ်တဲ့ဥစ္စာတွေပဲအပေါ်စကလေးကစအဖွင့်မှာကလေးကသူ instant leather နဲ့စပြီးတော့ smoky leathery ဖြစ်တဲ့ဥစ္စာထည့်ပြီးတော့ ram ကိုပပလေးအုပ်ထားတဲ့အနံ့မျိုးပေါ့နော်အဲ့လိုအနံ့မျိုးစားတယ်ပြီးွားရင် mid မှာကြတော့ဒီ note တွေကိုဆက်ပြီးတော့ထိန်းသွားဖို့အတွက် olivine နဲ့styrus ကိုထည့်ထားရပေါ့နော်ဆိုတော့ olivine ကဘယ်လိုမျိုးပေးလဲဆိုတော့သူက warm ဖြစ်တဲ့ smoky spikes ဖြစ်တဲ့ဥစ္စာမျိုးပေါ့နော်အဲ့လိုနောက်ပြီးတော့လည်းနည်းနည်းလေး fresh ဖြစ်တာပါတယ်အဲ့ကောင်ကအဲ့အနံ့ကနေပြီး citrus ကိုနည်းနည်း citrus ဆိုဟိုလိုချင်းတဲ့ဘက်ကိုသွားတာမဟုတ်ဘဲနဲ့နည်းနည်းလေး fresh ဖြစ်တဲ့ဘက်ကိုဆွဲခေါ်ပါတယ် clean ဖြစ်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဆွဲခေါ်ပါတယ်နောက် styrus ကကြတော့warm ဖြစ်ပြီးတော့ sweet ဖြစ်တဲ့အနံ့မျိုးပဲအဲ့လိုနောက်ပြီးတော့ leathery smoky ဖြစ်တဲ့အနံ့မျိုးကိုပေးတယ်အဲ့ဒါမျိုးတွေနဲ့ဆက်ပြီးတော့ mid မှာထိန်းထားပြီးတော့အပိတ်မှာကကြတော့ carry sage က clean ဖြစ်တယ်ဗျအဲ့ clean ဖြစ်တဲ့ဥစ္စာလေးခံစားရတယ်ပေါ့နော်နောက် aromatic ဖြစ်တယ်ပေါ့အဲ့ဒါမျိုးကြီးခံစားရတယ်နောက်ပြီးတော့ lavender ကကြတော့ warm ဖြစ်တဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးမှာ sweet ဖြစ်တဲ့ဘက်ကလည်းရောက်တယ်leathery ဖြစ်တဲ့ဘက်ကလည်း arty ဖြစ်တဲ့ဘက်ကလည်းဒါပေမဲ့ arty ဖြစ်တဲ့ဘက်မှာအရင် arty ဖြစ်တာမဟုတ်ဘဲနဲ့အရှိမပါခဲ့ lavender ရဲ့ clean ဖြစ်တဲ့ဥစ္စာနဲ့ထိန်းထားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လှလှပပဖွဲ့စည်းထားတာသူ note တွေကအရန်ကိုရှူလိုကောင်းတဲ့အနံ့ပါဒီကောင်က okay so presentation အဖြစ်ကတော့ cap ကဒီပုံစံ then ပြီးသွားလို့ရှိရင်ဒီနေရာကဒီအဲ့ဖော့ဆိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဂိုင်လိုကောင်းတဲ့ဥစ္စာအဲ့လို premium feeling ရတယ် then ဒီနေရာမှာ metallic ကျန်တော့ဘာမှ trade မရှိပါလုံးဝ clean နဲ့ clean and classy ပေါ့နော် classics border ပါ so နောက်ပြီးတော့ဒီကောင်က just click ပါပဲဟိုဘာမှ magnetic cap တွေဘာတွေမပါဘူး okay spray တစ်ချက်ကြည့်အောင် alright oh clean ဖြစ်ပြီးတော့အဲ့လိုအဓိကစစပွင့်ဝင်ခြင်းမှာတော့ lavender နဲ့အဲ့ဒီချိုများဖြစ်နေတဲ့ leathery အဲ့ဒါကစပြီးတော့ဖွင့်လာတယ်ပေါ့နော်ဆိုတော့okay ဒီကောင်ဘယ်လိုအချိန်ကြီးမှဆုပ်လို့အဆင်ပြေမလဲဆိုတော့ညနေပိုင်းနေကောင်းတယ် okay ညနေပိုင်းနေကောင်းတယ်နောက်ပြီးတော့dinner တွေပဲတော့ဆက်ရှိတဲ့အချိန်ကျရင်ဆုပ်လို့ကောင်းတယ်နောက်ပြီးရင်ရုံးဆုပ်မယ်ဆိုတော့ဆုပ်လို့အဆင်ပြေတယ်ဒါပေမဲ့ပူတဲ့အချိန်မှာဒီကောင်ကြီးကဟိုလိုထောင်းပြီးတော့ဆိုးရနေအနမ်းတော့မဟုတ်ပြီပဲအရန်ကြီးမမိုက်ဘူးပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်long lasting ဖြစ်လားဆိုတော့ moderate ပဲပြောရမယ် moderate ပါပဲအရင်ကြီးဟိုလို long lasting ဖြစ်တဲ့အထဲမှာလည်းမပါဘူး performance ကဆိုးရတဲ့အထဲမှာလည်းမပါ moderate ပါပဲဆိုတော့ skin ပေါ်မှာတော့တင်း6နာရီပတ်ချာလေးလောက်ခံမထင်တာပဲ6နာရီလောက်တော့အဲ့လောက်တော့သွားတယ်နောက်ပြီးတော့အဝတ်စားပေါ်မှာတော့ဆွဲပါတယ်ဆိုတော့ moderate လို့ပဲပြောချင်ပါတယ်yeah so special occasion တွေရှိတဲ့အချိန်ကြရင်ဆော့လို့ရတယ် unisex ပါ but ယောက်ျားလေးနဲ့ပို့ပြီးတော့ like ဖက်တဲ့ရီမွေးပါ one ဖြစ်ရင်တော့တိတ်ဆော့လို့အရင်မကောင်းတဲ့ထဲမှာဆော့ချင်တော့ဆော့လို့ရတယ်ဒါပေမဲ့အရင်ဆော့လို့မကောင်းတဲ့ထဲမှာပါတယ်တခုရှိတာကအဲ့လိုမျိုးညနေခင်းဆော့တဲ့ဥစ္စာတွေမှာရီမွေးတွေပေါ့နော်ညနေခင်းဆော့တဲ့ရီမွေးတွေမှာပါတတ်တဲ့ဖြစ်တတ်တဲ့ပုံစံမျိုးအဲ့လိုမျိုး
အရင်ဝမ်းဖြစ်ပြီးတော့ခေါင်းကိုက်တဲ့ဥစ္စာမျိုးနေပူလာလို့ရှိရင်ဟိုတထောင်းထောင်းထွက်နေတဲ့အနံ့မျိုးအဲ့လိုမျိုးပုံစံမျိုးသွားတာမဟုတ်ပဲねဒီကောင်ကနေပူရင်လည်းစွတ်ချင်းတော့စွတ်လို့ရတဲ့အနေထားပါသူ clean ဖြစ်တဲ့ lavender ရဲ့ clean ဖြစ်တဲ့ဥစ္စာနဲ့နောက်ပြီးတော့ curry sage ရဲ့ aromatic ဖြစ်တဲ့ဥစ္စာအကြောင်းနွေရာတွေလည်းစွတ်ချင်းတော့စွတ်လို့ရတယ်အရင်ပြဿနာမရှိဘူးပေါ့နော်ဆိုတော့ဒါကတော့ဒေါ်ရှင်ကဘာနာရဲ့ velvet exotic leather full review ပါ right အားလုံးကျေးဇူးတင်ပါတယ်ဗျ